မလားပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့ CapCut မှာဒီ thumbnail ဘယ်လိုလုပ်မလဲပေါ့နော်ဆိုတော့ thumbnail ဆိုတာအားလုံးနားလည်အောင်ပြောမယ်ဆိုလို့ရှိရင်တော့ cover ပေါ့ဘာ cover လဲဆိုတော့ကျွန်တော်တို့ဗီဒီယိုတွေတင်မယ်ဆိုလို့ရှိရင်ပထမဆုံးမြင်ရတဲ့ cover art ပေါ့နော်ဆိုတော့အဲ့ဒါကိုပြောချင်တာဆိုတော့ပုံမှန်တော့ thumbnail ကိုကျွန်တော်တို့ Canva တို့ဘာလို့မှတော့လုပ်တယ်ဒါပေမဲ့ CapCut PC ကအရင်မိုက်လာပြီဆိုတဲ့အတွက်ကြောင့်မလို့သူ့တက်မှာပဲကျွန်တော်တို့တစ်ခါလေးလုပ်ကြည့်အောင် Okay ထားပါတော့ကျွန်တော်ဒီဗီဒီယိုလေးပဲထားပါတော့နော်ဆိုတော့ဒီဗီဒီယိုကိုကျွန်တော်တို့ကcover လုပ်ချင်တာဆိုတော့ဘာလုပ်မလဲဆိုတော့ဒီဘက်ဘေးဘက်မှာclick to edit cover ဆိုတာလေးရှိတယ်ဆိုတော့အဲ့ကောင်လေးကိုကျွန်တော်တို့တစ်ချက်ရွေးပေးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာကိုကြိုက်တဲ့နေရာကနေစပြီးတော့ဒီဟာလေးကို cover သတ်မှတ်လို့ရတယ်ပေါ့နော်တကယ်လို့မှုတ်ပဲနဲ့ကိုကဒါလေးကိုပို့ပြီးတော့ edit လုပ်ချင်သေးတယ်ဆိုလို့ရှိရင်တော့ maybe ကျွန်တော်တို့ဒီမှာ edit လေးကိုတစ်ချက်နှိပ်လိုက်မယ် Okay ဒီမှာပေါ်လာပြီအဲ့ဒါအရန်မိုက်သောနေရာရောက်ပြီเนาะဆိုတော့ template ထဲမှာเนาะ template ထဲမှာသူက video cover ကိုဒါ recommend ပေးထားတဲ့ဟာတွေပဲရှိသေးတယ်ဆိုတော့ recommend ပေးထားတဲ့ဟာတော့မှအများကြီးပဲပေါ့နော်အဲ့ထဲမှာကျွန်တော်တစ်ခုအရင်ရွေးပြီးတော့ဆန်းလုပ်ပြမယ်ဆိုတော့ maybe this one ဒါလည်းမိုက်တယ် maybe this one okay nice this one okay this one ဆိုတော့တွေ့ရတဲ့အတိုင်းမှာအများကြီးပဲပေါ့နော်သူ quality လိုက်အောင်လုပ်ပေးထားတဲ့အများကြီးပဲအဲ့ဒါ recommend ပဲရှိသေးတယ်ကျွန်တော်ဒီဘက်မှာမြားလေးရှိတယ်အဲ့ဒါလေးပြစ်ချလိုက်အဲ့မှာတွေ့ရတယ်မှာ review ဆိုလဲကိုက review ဟာနဲ့ဆိုလို့ရှိရင်ဒါ review နဲ့ဆိုင်နေအပေါ် cover လေးပေါ့နော် thumbnail ad လေးတွေဆိုတော့အဲ့ကောင်လေးလည်းယူသုံးနေရတယ်မဟုတ်ဘဲနဲ့ကိုတခြား fashion ဆိုလဲ fashion ပေါ့နော် fashion နဲ့ like တဲ့ဒီမှာ thumbnail လေးတွေသူထပ်ပြီးတော့ပေးလိုက်မယ်ပြီးတော့ပြန်ပြီး edit လုပ်မယ်ဆိုလို့ရှိရင်ဒီမှာကိုပုံက quality မချဘူးဆိုလို့ရှိရင်ဒါနည်းလေးပြန်ပြီးတော့adjust ပြန်လုပ်ပေးပေါ့နော်ဒီလိုပဲဒီမှာတခြားပုံတွေမှာကိုပုံထည့်ချင်တယ်ဆိုလို့ရှိရင်လည်းဟာလားပြန်ပြီးတော့ replace နှိပ်ပြီးတော့ဒီမှာ select from computer ဖြစ်ဖြစ် select from video ဖြစ်ဖြစ်ကောက်ပြီးတော့ပြန်ယူလို့ရပါတယ် maybe this one ပေါ့နော်ဒီမှာ video တွေကနေယူလိုက်အဲ့အပြင်ကိုကျွန်တော်တို့က maybe ဒီ theme လေးပဲထားပါတော့အဲ့ theme မှာကိုကျွန်တော်တို့ကပြန်ပြီးတော့ design ကိုပြန်ပြီးတော့ပြောင်းလုပ်လိုက်ရတယ်ကိုကဒီရောင်နေမကြိုက်ဘူးဟလာဒီလိုမျိုးအရောင်အညိုရောင်လေးပဲကြိုက်တယ်ဆိုလို့ရှိရင်ဟလာအညိုရောင်လေးကိုတစ်ချက်ယူပေးလိုက်ရတယ်အဲဆိုသူ့ရဲ့ဒီမှာ theme ပေါ့နော် color font theme ကပြောင်းသွားပြီအဲ့လိုပဲအစိမ်းဆိုလဲအစိမ်းပေါ့နော်ကိုကြိုက်တဲ့အရောင်ကိုပြန်ပြီးတော့ပြောင်းလို့ရတယ်သူကအဲ့နဲ့ like တဲ့ဒီအုပ်စုလိုက်ကြီးပြန်ပြီးတော့ပေးမှာပေါ့နော်လိမ့်မော်ဆိုလိမ့်မော်သူ့ရဲ့ဒီ design theme နေတဲ့อ่ะပေါ့ Okay ပြီးလို့ရှိရင်ဒီမှာ upload ကြတော့ကိုကြိုက်တဲ့ဟလာပုံတွေဗီဒီယိုတွေအဲ့လိုပြန်ပြီးတော့ upload ပြီးတော့ထည့်ချင်လဲရပါတယ်ကျွန်တော်တို့ Canva သုံးတတ်တယ်ဆိုလို့ရှိရင်တော့ဒါလေးရတယ်ပို့ရှင်းနေလိမ့်မယ်ပြီးဒီမှာ test မှာလည်းကိုကြိုက်တဲ့ထည့်လို့ရတယ်ရိုးထည့်လို့ရတယ်ဒါမှမဟုတ်သူပေးပြီးသား template တွေပေါ့နော် preset တွေပေါ့အဲ့ဟာလုပ်ပြီးသားဟာတွေထည့်ချင်လဲရတယ်နောက်ဒီမှာ shape ပေါ့နော် shape ကတော့တကယ်လိုရတယ်ကျွန်တော်ဘယ်ချိန်မှလဲဆိုတော့ဒီလိုဗီဒီယိုတွေကိုပြန်ပြီးတော့အောက်ကနေပြီးတော့ background တွေပါညာထဲမှာဆိုလို့ရှိရင်ဒီလို shape လေးတွေနဲ့ဒါမှမျှထိုးတဲ့ဟာလေးတွေကကွက်တိကြတယ်နောက်ပြီးတော့ဒီ sticker ပေါ့နော် sticker ကတော့ကျွန်တော်တို့ဒီဗီဒီယိုတွေမှာဝယ်ဟာလာပြေးပြီးတော့ဒီလိုထိတ်ဆုံးမှာပြေးကတ်တဲ့ဟာလေးတွေဆိုတော့အဲ့လေးတွေပါလို့ရှိရင်ဒါကြည့်ရလို့ပို့ပြီးတော့ဆွဲဆောင်မှုရှိစေပေါ့နော်ဆိုတော့ sticker တွေကလည်းအများကြီးရှိတယ်ဒီထဲမှာပြီးတော့နောက် frame ပေါ့နော် frame ကကြတော့ဒီမှာသူပေးထားတဲ့ frame တွေကနေပြီးတော့ပြန်ပြီးတော့ကိုယူရင်လဲရတယ်ဒါမှမဟုတ်လို့ချင်းဒီမှာ mock-up တွေ social media တွေမှာရှိပြီးသားဟလာဒီ frame တွေကိုပဲကျွန်တော်တို့ပြန်ယူသုံးပြီးတော့ထည့်ချင်လဲရတယ်ပေါ့နော်ဆိုတော့ဒီလိုလေးပေါ်လာလိမ့်မယ်အဲ့ထဲမှာကျွန်တော်ဓာတ်ပုံထည့်ရမှာထည့်ရင်ဒီမှာ replace လေးပေါ့နော်အဲ့ဒါကို computer နဲ့ဖြစ်ဖြစ် select from video ဖြစ်ဖြစ်ရွေးပြီးတော့ထပ်ပြီးတော့ထည့်လို့ရတယ်Okay တကယ်လို့ကိုကဒီ layer တွေကိုအပေါ်နဲ့အောက်ပြောင်းနေတယ်ပေါ့နော်ဒီကောင်လေးအသေးလေးရဲ့နောက်ကိုရောက်စေချင်တယ်ဆိုလို့ရှိရင်တော့ပါပဲကျွန်တော်တို့ကဒီကောင်လေးကိုတစ်ချက်ရွေးပေးလိုက်မယ်ပြီးလို့ရှိရင်အောက်မှာ layer arrangement မှာ send backward ပေါ့နော်အနောက်ကိုပြန်ပြီးတော့ထားမှာ Okay အဲ့ဆိုအသေးလေးအပေါ်ရောက်လာပြီဒီကောင်လေးကနောက်ရောက်သွားပြီဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့ layer တွေကိုလည်းအဲ့လိုမျိုးပြန်ပြီးတော့ရွှေ့လို့ရတယ်နောက်ဒီမှာကျတော့ collage ပေါ့နော် collage ဆိုတာကျတော့ကျွန်တော်တို့ဒီလိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကပုံနှစ်ပုံတွေသုံးပုံတွေနဲ့ပြန်ပြီးတော့လုပ်တာပေါ့နော်ဆိုတော့ကိုကငကိုတဲက template ဟာတစ်ခုရွေးထားတယ်ဆိုလို့ရှိရင်တော့ဒီ collage ဟာမရွေးနဲ့ပေါ့နော်Okay နောက်တစ်ခုကျတော့ bracket ကျတော့ကျွန်တော်တို့ဒါထည့်ပြီးသားကျွန်တော်တို့ရဲ့ဒီ bracket ထဲမှာထည့်ပြီးသားဟာတွေကိုဒီထဲမှာလာပေါ်ပြီးတာပေါ့နော်ဆိုတော့ bracket ကြောင့်တော့ကျွန်တော်နောက်ထပ်တခြား video တစ်ခုမှတော့ရှင်းပြထားပါမယ် Okay ဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ CapCut PC တစ်ခုလည်းပဲသုံးပြီးတော့ပဲသူ့ရဲ့ thumbnail တွေ video thumbnail တွေအများကြီးလုပ်လို့ရတာကိုတွေ့ပါလိမ့်မယ် Okay video ရဲ့လောက်ပါပဲကျွန်တော်နောက် video ကြမှာပဲထပ်တွေ့ရမယ်